ငါးပါးသီလမလုံးကျုံရင်အပေငရဲမှာကြောက်ရောက်ဖို့အလုံးသေးချနေပါတယ်နှစ်ပေါင်းထောင်သောင်းကြာအောင်ခံရပြီးလို့ငရဲတိဆံဘွားကကင့်လွတ်ပြီးလူဘွားကိုပြန်ရတယ်ဆိုအောင်တော့အဲ့ဒီအကုသိုလ်ရဲ့အကျွေးတွေကဝတ်လိုက်နေပါလေဦးမယ်ပါဏာတိပါဒကံရဲ့မကောင်းကျိုးကစပြောမယ်ပါဏာတိပဥသက်တကချွတ်လအင်္ဂါမွဲပြာရုပ်တွင်အာအင်ယူ၍ရှင်ကြီးလေးဝေးဘေးကိုကြောက်တတ်အသက်ခံရအနာများလျက်ချွေရန်ပြည့်၍အသက်တိုလျက်ပြစ်များလာ၏တဲ့တရဝါတို့ရဲ့အသက်ကိုတတ်ခဲ့တဲ့သူများဟာမွေးလာကလေးကကိုလက်အင်္ဂါချွတ်တည်ပြီးမွေးလာတတ်ကြတယ်ခြေလက်ပြည့်စုံပေမဲ့လေရုပ်စင်းသရာအကြည့်တာအယုစုဖြစ်နေတတ်တယ်သင်အားဗလားမရှိပဲချိနဲ့ကြုံလီနေတတ်တယ်လှုပ်ရှားသွားလာလုတ်ကင်တဲ့နေရာမှာလေစင်လီများများမရှိထုံတိုင်းနှိကွေးနေတတ်တယ်ဘေးအန္တရာယ်နဲ့တွေ့တိုင်းတွန်းလှန်ရှင်ပြိုင်မှုတတ်သိမရှိပဲအမြဲတမ်းသာခေါင်းငုတ်ခံနေတတ်ကြတယ်ဖြစ်လျာဘဝမှာသေယိုသားယိုနဲ့မသေးရပဲသူများတိုက်၍သာတည်ကြရလိမ့်မယ်မသေးခင်ဘဝတစ်လျှောက်လုံးမှာလည်းနာမျိုး96ပါးနဲ့ယောဂတွေကြီးဖြစ်နေတတ်တယ်ချွေရဆိုလို့ဦးညီမဲ့သူမဆာမဲ့သူမရှိပဲဖြစ်နေရတတ်တယ်ဖြစ်လျာဘဝတိုင်းမှာသက်တမ်းစီမနေရပဲငငယ်ရွယ်နဲ့တည်ကြရတယ်ဒီကြောက်ရကောင်းပါလားသူတစ်ပါးကမပေးမလူတဲ့ပစ္စည်းကိုခိုးယူလူရတဲ့မကောင်းမှုအပြစ်ဒဏ်ကိုပြောအောင်မယ်သူတစ်ပါးဟာခိုးမိပါမူဥစ္စာလေးမွဲဆင်းရဲငတ်ပြီးလူရှိမရဘောဂပစ္စည်းရေမိတခုမွေကန်စိုးနဲ့မင်းစိုးအပြရာမျိုးငါးကြောင့်ပြက်ပြားဥစ္စာပြစ်များစွာတည်သူတစ်ပါးပစ္စည်းကိုခိုးတတ်တဲ့သူဟာဆင်းရဲမွဲတည်နေတဲ့မိဘနာမှာပြိတ္တိနေပါလေချမ်းသာတဲ့မိဘဖြစ်စေအောင်တော့ကိုယ့်ကိုမွေးလိုက်တာနဲ့သူတို့ဆင်းရဲသွားကြရတယ်အစာရေစာမအစာဝဝလေးမစားရပဲအမြဲငတ်ပြတ်နေတတ်တယ်ကိုအလိုရှိတဲ့ပစ္စည်းကိုဘလောက်ပဲကြိုးစားမရတတ်ပါဘူးကုသိုလ်ကံကလေးကနည်းနည်းထောက်မှလို့စီစဉ်ချမ်းသာလေးရစေအောင်တော့ခံစားရကောင်းမှလည်းမသိဘူးအဲ့ဒီလိုနဲ့ပဲခြေပြီးအန္တရာယ်ကြောက်တော်၎င်းညီပြီးအန္တရာယ်ကြောက်တော်၎င်းမတရားသောမင်းတို့ကအတင်းအဓမ္မသေးယူ၍တော်၎င်းတခုခုခံရ၍တော်၎င်းကြတိုက်ခံရ၍တော်၎င်းအလုံးမိုင်နေတဲ့သားစုသမီးစုများကရန်ကာသုံးထုံဖြစ်၍တော်၎င်းစီးပွားပြက်ပြီးမသိမချင်းဆင်းရဲမွဲတည်နေတတ်တယ်ဒါတွေကလေလူဖြစ်ရကြမနှက်လိုက်တာသူများသားမယားနဲ့သားပြူသမီးပြူတွေကိုဖျက်ဆီးတဲ့ကာမဖောက်ပြန်မှုအဖြစ်တွေကိုပြောအောင်မယ်မိစ္ဆာစာရကျူးလွန်ကလီမုံညသူများရန်သူပွား၍ရှားပါလက်တိချမ်းသာစေအဋ္ဌိပန္နုမျိုးရုပ်ဖာသာမျက်နှာမလားရှေ့ရတယ်လက္ခဏာဣန္ဒြေရွေးသွေချို့သိစိုးရိမ်များစွာချစ်သူကွာ၏အတိပေကကာမေတုမိစ္ဆာစာရကံကိုကျุလွန်နေသူများဟာ
ငရဲတိဆန်ဆိုတဲ့ဘဝများကကင်းလွတ်ပြီးလူဘဝကိုရလာစေကမူကိုယ့်မျက်နှာကိုမြင်ရင်လူတွေကမုန်းတီးနေတတ်ကြတယ်နှိမ့်ဆက်ကလူရံမှုခြင်းတဲ့သူတွေကနေရာမရွေးရှိနေတတ်ကြတယ်လက်လာဘချုံငယ်ပြီးအမြဲတမ်းကိုယ်စိတ်မချမ်းမသာဖြစ်နေရတတ်တယ်ယောက်ျားဘဝကိုဘယ်တော့မှပြန်မရပဲကြက်တည်ရုပ်နေတဲ့မိန်းမဘဝကိုသာရတတ်တယ်အဲ့ဒီအခါမှာလဲတလင်းတမယားရည်လို့ဘယ်တော့မှမမြဲဘူးအိမ်တော်ပြုလိုက်လေတွေကစွတ်ပြစ်သွားတတ်ကြတယ်ဝကျွေးကုန်လို့ယောက်ျားဘဝကိုပြန်ရရင်တော့ယောက်ျားစစ်စစ်မဖြစ်ရပဲမိမရှာတို့ယောက်ျားရှာတို့မိမတလယောက်ျားတလနဲ့ဘဝမမှန်တာတွေကိုဖြစ်နေရတတ်တယ်အမလီယောက်ျားစစ်စစ်ကမိန်းမဖြစ်ရမှာများအသေးရစရာကြီးပါလားနော်မှုသားစကားပြောဆိုညာမူစကားမပြီးသွားမယ်ညီတိပုတ်ညိပါစ6ကတ်ကိုရေအိန္ဒြေနောက်ယူရင်းဖောက်မရောက်ဩဇာနှုတ်ရှာကြမ်းတော်လျှက်ပေါ်လိုလီစိတ်မတည်တည်ယခုဘဝ၌စကားပြီးပြီးသားသားမပြောနိုင်ခြင်းဆွန့်အားခြင်းထင့်ငေါ်ခြင်းဖြစ်တတ်တယ်သူတစ်ပါးနားဝင်အောင်စီကပတ်ကိုမပြောတတ်ဘူးသွားတွေကလည်းကျူးရူကျဲတဲ့မညီမညွတ်ဖြစ်နေတတ်တယ်အန်တွင်ပါဇက်ကလည်းပုတ်ညိလိုက်တာလေတွေနဲ့လေအောက်တော်မှမနေနိုင်ကြဘူးကိုယ်အေသာပူရှင်6ကပ်ပြီးစွန်းစွန်းဖတ်ဖတ်မရှိခြင်းမျက်စိခြေလက်တို့ကတလှုပ်လှုပ်တရွရွနဲ့တီတီငိမ့်ငိမ့်မရှိပဲအိန္ဒြေမဲ့နေတတ်ခြင်းပုံဟာမလှပဲအမြဲတမ်းပြူးတူးပြဲတဲ့ကြောင်ချောက်ချားဖြစ်နေခြင်းသူတစ်ပါးအပေါ်တွင်ဩဇာအာဏာမရှိမိမိပြောသောစကားကိုလေးလေးနက်နက်သဘောမထားလိုက်နာလက်ခံမှုမရှိကြမိမိပြောလိုက်ပြန်ရင်လေသူတော်နားထဲမှာထော်လော်ကန့်လန့်ဖြစ်နေတတ်ခြင်းမိမိကိုယ်တိုင်ကလည်းစိတ်မတည်မငြိမ်အပြောင်းလဲမြန်၍အမှန်တရားကိုမဆုံးဖြတ်နိုင်ခြင်းအဲ့ဒီလိုလူမျိုးဟာဘယ်တော့မှအကြီးအကဲလူကြီးလူကောင်းဖြစ်နိုင်မှုလမ်းမရှိဘူးမဟုတ်တာတွေပြောတာလို့တော့လေအတိုင်းဟောင်းကကိုယ်ဘယ်လေးစားတော့မလဲဒါတို့သဘာဝကြတယ်ဗျာ၅ပါးသီလမှာနောက်ဆုံးတေရီသေးရဲ့တောက်တဲ့အပြစ်များကတော့တေရီတောက်နဲ့တင့်မတင့်ဘူးရေးခွင့်မသိပြင်းရည်မေ့ယူကျေးဇူးမဆဟေရောတကင်ခမင်းများထိုအကုသိုလ်ကိုမညိုလွယ်စွာပြုကျင့်ရ၏တေရီသေးရဲ့တောက်တဲ့သူများဟာဘယ်ကိစ္စမှာပဲဖြစ်ဖြစ်တင့်ဤမတင့်ဤတော်ဤမတော်ဤဆိုတဲ့အခွင့်အရေးတွေကိုလုံးဝမသိနိုင်ဘူးအမြဲတမ်းထိုင်မိုင်းလေးလံပြင်းရှိတူဝေနေတတ်တယ်တတိမေ့ရောတယ်မူမူယူယူနဲ့စိတ်ဖောက်ပြန်နေတတ်တယ်နောက်ဘဝမှာလူဖြစ်ရင်လည်းအယူအနှမ်းတွေကဖြစ်တတ်တယ်သူတစ်ပါးကျေးဇူးကိုမေ့တာပြီးကျေးဇူးကမ်းတတ်တယ်ဟိရိဥတ္တပဆိုတဲ့အရှက်ကြောက်လုံးဝမရှိပဲအဝတ်အစားအပြောဆိုအနေထိုင်မှစ၍အမြင်မတော်အချမ်းမတော်အောင်ဖြစ်နေတတ်တယ်မကောင်းမှုဒုစရိုက်ကိုလွယ်လွယ်နဲ့ကျူးလွန်တတ်ကြလို့အကုသိုလ်ပေါ်မှာအကုသိုလ်တွေဆင့်ပြီးမကောင်းမှုတွေတိုးပွားနေတတ်ကြတယ်အဲ့ဒီလိုလူစားမျိုးဟာရမှုရွာမှုလူအဖွဲ့အစည်းမှာမပြောနဲ့မိမိမိသားစုအပေါ်မှာတော့မှဩဇာအာဏာမရှိနိုင်ဘူးယူသည်ခံရခြင်းလဲမခံရဘူးဘယ်နဲ့လဲတကား၅ပါးသီလကိုမထိနိုင်ဘူးလား